ဟုတ်ပြီအဲ့မှာကြည့်မယ်အင်္ဂလိပ်စာလေ့လာတယ်ဆိုရင်အစဆုံးဘာသိရမလဲဆိုတော့ဝါစင်က8မျိုးပေါ့အဓိကတော့သူကစကားပြောတဲ့အချိန်မှာပါတဲ့အစိတ်ပိုင်း8မျိုးအဲ့ဒါတွေကဘာတွေလဲဆိုတော့ noun တို့ noun တွေတို့နာမ်စားတွေတို့နာမဝိသေသနတွေတို့ပြီးတော့ verb တွေတို့ adverb တွေတို့ preposition တွေ conjunction တွေပြီးတော့ interjection ဆိုတဲ့ဟာတွေအဲ့ဒါတွေတစ်ခုချင်းပြောရမယ်ဆိုရင် noun ဆိုတာကနာမည်ပေးလို့ရတဲ့အရာတွေမှန်သမျှ noun နာမည်ပေးရဲ့ဟာတွေ noun အဲ့ noun တွေကိုခဏခဏမသုံးချင်လို့ပြန်အစားထိုးသုံးတာက pronoun နာမ်စားအဲ့နာမ်နဲ့နာမ်စားတွေကိုအထူးပြုပြီးတော့เนาะပို့ပြီးတော့မှတစ်ခုထပ်ပေါင်းထည့်ပေးတာက adjective နာမဝိသေသနမှတ်ထားမယ်เนาะအဲ့ဆိုတော့နာမ်နဲ့နာမ်စားတွေကသူတို့အဆောင်ရောင်တွေနဲ့နာမဝိသေသနဆိုအဆောင်ရောင်လုပ်လိုက်တာပေါ့တခုထပ်ပေါင်းထည့်ပေးလိုက်တာပြီးတဲ့အခါကျတော့သူတို့ဘာတွေလုပ်ကြလဲဆိုတဲ့ဟာတွေ action တွေပါလာပြီသူတို့ကဘာကောင်တွေဖြစ်တယ်ဘာတွေဖြစ်တယ်ဘာတွေလုပ်ကြလဲဆိုတာပြပေးတာကရိယာနော်အဲ့ကရိယာကိုမှအထူးပြုပြီးတော့မှဘယ်လိုလုပ်တာလဲဘယ်လိုသွားတာလဲဘယ်အချိန်မှသွားတာလဲဘာညာမေးတယ်ဆိုရင်ကရိယာဝိသေသနကရိယာဝိသေသနကတော့သူကအလုပ်၃ခုရှိတာပေါ့နော်အဓိကတော့သူကဘတ်ကိုအထူးပြုတယ်ကိုသိထားတဲ့ဘတ်ကကျွန်တော်မြန်သွားတယ်ဆိုအဲ့မြန်ကကရိယာဝိသေသနအဲ့မှာသူကနောက်တစ်ခုကထူးခြားတာတစ်ခုထပ်မှတ်ရမှာနာမဝိသေသနကိုအထူးပြုတယ်နာမဝိသေသနဆိုတာလှပသောဆိုရင်ဒါနာမဝိသေသနအဲ့မဲ့အဲ့ရှိမှာအရန်လာတယ်အလွန်လာတယ်ဆို very beautiful လို့ပါတော့ထည့်လာတယ်ဆိုအဲ့ very ကနာမဝိသေသနကိုအထူးပြုတယ်ကရိယာဝိသေသနလေးအဲ့ဆိုကရိယာဝိသေသနကနာမဝိသေသနကိုလည်းအထူးပြုတယ်အဲ့ဒါလေးမှတ်ထားမယ်နောက်တစ်ခုကသူကကရိယာဝိသေသနအချင်းချင်းပြန်အထူးပြုတာသူအထူးပြုစရာမရှိရင်ကရိယာဝိသေသနအလုပ်၃ခုရှိတယ်လို့ဆရာပြောထားတယ်မှတ်ထားနော်ဟုတ်ပြီအဲ့ဆိုတော့ဥပမာ she run သူမပြေးတယ် fast ဆိုလင်းမြန်စွာပြေးတယ်အဲ့ဆို fast fast ကမြန်စွာပြေးတော့ဆိုအဲ့မှာမြန်တော့အဓိပ္ပာယ်ရမြန်စွာပြေးတယ်အဲ့ဆိုရင်အဲ့ကရိယာဝိသေသနကိုပဲ very fast သူမအလွန်မြန်ပြေးတယ်လို့ပေါ့နော်quickly ဆိုလဲလင်းမြန်စွာပဲ very quickly လင်းမြန်စွာပြေးတယ်ဆိုကရိယာဝိသေသနကိုအလွန်မြန်ဆိုပြီးတော့မှမြန်တာတောင်ရိုးမမြန်အလွန်မြန်ဆိုပြီးကရိယာဝိသေသနကိုထပ်ပြီးတော့မှအထူးပြုတာအဲအကြောင်းမလို့အဘတ်ကကရိယာကိုအထူးပြုတယ်ကရိယာဝိသေသနအထူးပြုတယ်ပြီးတော့ adjective ကိုလည်းအထူးပြုတယ်၃မျိုးအထူးပြုတာနော်အဲ့လိုမျိုးဝိဘတ်ဆိုတာကတော့အင်္ဂလိပ်စာမှာဥဆောင်ပုတ်ဦးစီးပုတ်နော်အဲ့ဒါလေးဥဆောင်ပုတ်လို့ခေါ်တယ်ဦးစီးပုတ်လို့ခေါ်တယ်ပြီးတော့ရှေ့ဆောင်ပုတ်လို့လည်းခေါ်တယ်နော်အဲ့ဒါကိုရှေ့ဆုံးကလာလို့ပေါ့သူတို့ဟာတွေက in တို့ on တို့ at တို့ under တို့အဲ့ဒါဝိဘတ်တမ္မာနာတော့စကလုံးတွေစာကြောင်းတွေတစ်လုံးနဲ့တစ်လုံးတစ်ကြောင်းနဲ့တစ်ကြောင်းချိတ်ဆက်ပေးတာ interjection ကြတော့အံ့ဩထိတ်လန့်ဝမ်းသာအာမေဒိတ်တခုကြောင့်ထွက်ပေါ်လာတဲ့အတန်ပဲအဲ့ဒါအာမေဒိတ်နော်ဟုတ်ပြီအဲ့ဆိုရင် noun တွေကိုကိုကတီးခြားခွဲထုတ်မယ်ဆိုရင်တော့အမျိုးမျိုးခွဲလို့ရပါတယ်เนาะ proper noun တို့เนาะ common noun တို့ abstract noun တို့ပြီးတော့ collective noun တို့ခွဲခြားတယ် pronoun တွေလည်းအဲ့တိုင်းပဲအများကြီးပဲထုတ်မယ်ဆိုရင်အများကြီးခွဲထုတ်မယ်အသေးစိတ်ကိုဆရာပြီးမှရှင်းပေးမယ်เนาะ okay